အပုံးနဲ့တထောင်ထောင်နဲ့အေးဆက်တဲ့လေဟာငါမျက်နှာကိုထိလာတယ်ငါတမီးကိုခက်တင်းတင်းစုပ်ကင်လိုက်ပြီးတော့အမောင်ကိုဖြတ်သွားလိုက်တယ်နေရနေဘွားမျက်လုံးတွေကငါသွားလျာကိုလိုက်ချိနေသလိုခံစားရတယ်လူတွေကပြောတယ်ဒီမှာမချုံမလို့တဲ့တရေတွေအများကြီးရှိရတယ်ငါမယုံဒီနေ့ထိငါမယုံခဲ့ဘူးတကားတစ်ချက်ပေးထားတာကိုငါတွေ့လိုက်ရတယ်ငါဖြည်းဖြည်းချင်းနဲ့တုံးဖွင့်လိုက်တယ်အခန်းထဲမှာအနီဝတ်မိန်းမတစ်ယောက်ပြုံးပြီးတော့ငါ့ကိုစောင့်နေတယ်။စပင်နဲ့ရှီတွေကိုကြောလေထိဖြန့်ချထားတယ်။သူကပြောတယ် ဒီမှာနေလို့ရတယ်ပြန်မသွားနဲ့ ။ဟာကောင်းကြီးလိုက်မိတယ်။မူချင်းတဲ့တစ်ချက်နဲ့သူငါနာကိုဖြည်းဖြည်းချင်းရှောက်လာတယ်။ပြီးတော့သူပြောတယ် ဒီငါနေအတူမှအသက်ရှင်ရထွက်မသွားနိုင်ဘူး ။အမျက်စိမှာအလေးနဲ့တစ်ခုဖြတ်ကနေမှမြင်လိုက်ရတယ်။အဲ့ဒီနောက်အလေးစားသွားခဲ့တယ်။ Laria Horror Story